တွေ့ရှင်စင်များအားလုံးပဲမင်္ဂလာပါနော်ဒါမဲ့16ရက်17လ25ပေါ့နော်အခုလာမဲ့21ချိန်အတွက်ဒီကနေ့ခုပေါ့နော်ရှေ့တွဲပေါ့နော်ရှေ့တွဲ site ကလေးကိုပြပေးမယ်နော်ဒါဆိုရင်အခုစပြီးတော့သွားရအောင်နော်ရှေ့တွဲကိုထိတ်စီကိုအရင်ဆုံးသွားကြမယ်နော်ဒီမှာရှိတဲ့6နဲ့နှလုံးပေါင်းတော့ပေါင်းချင်းတစ်ဆိုပြီးတော့ရထားတယ်တက်ကပဲကနန်းပေါင်းမှလဲဆိုတော့ဒီမှာရှိတယ်5 9နဲ့3လုံးပေါင်းမယ်5 9ပေါင်းတော့4 4နဲ့ပေါင်းတော့6တရဲ့ပါပါ6ဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်တော့တပင်ကိုဆက်ပြီးတော့သွားကြမယ်ဒီမှာရှိတာ6လေးနှလုံးပေါင်းတော့3ညဟုတ်ပြီနော်3ညကဆိုခုနတိုင်းဆိုရင်ဒီမှာရှိတဲ့နဲ့5 8နဲ့5ပေါင်းတော့ခွန်8ပေါင်းတော့5 3ညပါပါ5ဆိုပြီးတော့ရထားတယ်ဟုတ်ပြီနော်ဒါဆိုရကဆက်သွားမယ်ဒီမှာ5 6နှလုံးပေါင်းတော့1 5 4 9 5 4ပေါင်းတော့9 9ပေါင်းတော့5 5 4ပေါင်းတော့9ရဲ့ပေါင်းတော့8ပေါ့နော်9ရဲ့4ရဲ့ပေါင်းတော့9ရဲ့ပေါင်းတော့ပေါင်းချင်း8တရဲ့နှစ်ခတ်8ဆိုပြီးတော့ရထားတယ်နော် sorry ပါနော်ပေါင်းတော့မှားတော့မှာဆိုလို့ပေါ့နော်5 6ပေါင်းတော့1က5 4ပေါင်းတော့9ရဲ့ပေါင်းတော့ပေါင်းချင်း8ရမယ်ဒါဆိုရင်ဒီက8 6ရဲ့ပေါင်းတော့ပေါင်းချင်း4နော်4ကဆိုဒီမှာရှိတယ်9ထိပ်စီးတစ်လုံးเนาะနှလုံးပေါင်းမဲ့ဆိုရင်เนาะ4ဘာဖြစ်မလဲဆိုပြီးတော့ equal power နဲ့ခန်းနဲ့သွားမယ်เนาะအဲ့တော့4 9နဲ့ပေါ့เนาะဒါဆိုလို့ရှိရင်เนาะ4 power ကိုနဲ့ခန်းနဲ့ပေါ့เนาะဒါဆို9ရဲ့ပေါင်းတော့ပေါင်းချင်း8နောက်တစ်လုံးနဲ့ပေါင်းရင်4ဆိုတော့8 6ဆိုရင်4เนาะ8ရဲ့1ရဲ့ဆိုမှ9เนาะနောက်တစ်ခါ8ရဲ့နှစ်ဖြစ်ချင်တာဆိုတော့8ရဲ့4ရဲ့ဆိုမှ2 6 1လေးဆိုပြီးထိတ်က3လုံးရထားတယ်เนาะနေရာမရှိတော့လို့ပေးခြင်းပဲရေးလိုက်တယ်เนาะဒါဆိုဒီဘက်မှာကိုအလဲတိုင်းသွားရအောင်အလဲတိုင်းဒီမှာရှိတဲ့3က8 3ညနှလုံးပေါင်းတော့ပေါင်းချင်း8 3ရဲ့ပါဝါ8ဟုတ်ပြီနော်ဆက်သွားမယ်တပင်ကျော်မယ်3 9 4ပေါင်းတော့3ညီများချင်း3တပင်ကျော်မယ်ဒီမှာ8 5 6ပေါင်းတော့1 8နက်က1တပင်ကျော်မယ်6เนาะ4ခွန်ပေါင်းတော့1 6ရဲ့ပါဝါ1เนาะတပင်ကျော်မယ်8 9ရဲ့ဒီမှာလာမယ်အလဲတိုင်းတစ်လုံးရဲ့ဆိုရင် equal power နက်က8 3 ဟုတ်ပြီနော်နှလုံးပေါင်းရင်8 3 1 9ရှိပြီးသားဆိုတော့9နဲ့ပေါင်းရင်8နောက်9ရှိပြီးသား4နဲ့ပေါင်းရင်3 9ရှိပြီးသား2နဲ့ပေါင်းရင်1ဖြစ်မယ်နော်9 4 2နဲ့ဒီမှာက6 1 4ပေါ့နော်ဒါဆိုလို့ရှိရင်အခုကဏ္ဍလေးတွေကိုတွေ့ကြည့်ရအောင်เนาะထိပ်စီးက6ရဲ့1ရဲ့4ရဲ့ပါအလဲတိုင်းက9ရဲ့4ရဲ့2ရဲ့ပေါ့เนาะ6ရဲ့เนาะ6ထိပ်စီးကိုဒီမှာเนาะ9အလဲတိုင်းเนาะ6ထိပ်စီးကို4အလဲတိုင်းနဲ့6ထိပ်စီးကိုနဲ့ဟုတ်ပြီเนาะဒါကတတွဲရှေ့တွဲဆိုတော့ဒါနောက်မှာဒါကအပိတ်ကလေးလာမယ်ပေါ့เนาะကြိုက်တဲ့ brain နဲ့စော်မယ်နောက်ဆုံးတစ်တွဲက1ထိပ်စီးကို9အလဲတိုင်း1ထိပ်စီးကို4အလဲတိုင်းနဲ့1ထိပ်စီးကို2အလဲတိုင်းပေါ့เนาะဒီမှာကအပိတ်ကလေးလာမယ်เนาะဒါဆိုတစ်တွဲနောက်တစ်ခါ4ထိပ်စီးကို9အလဲတိုင်း4ထိပ်စီးကိုเนาะ4အလဲတိုင်းနဲ့4ထိပ်စီးကို2အလဲတိုင်းဆိုပြီးတော့ဒီမှာအပိတ်နဲ့သွားမယ်เนาะဒါကတော့ကဏ္ဍလေးပေါ့နော်လာမဲ့ရှေ့တွဲလေးတွေပေါ့နော်ဒါကတော့လာမဲ့ဘတ်အတွက်နော်ဒီမှာရှာတွေ့ထားတဲ့တွဲလုံးလေးတွေပါဘိုးတော်မတို့ကြိုက်တယ်မကြိုက်တယ်ဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲနာမည်ဘက်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်